အထဲကိုဝင်လိုက်တယ်ဆိုတာနဲ့ဟိုရင်တော့နန်းတွင်းပုံစံလိုမျိုးလှုပ်ထားတာတွေတွေ့ရတယ်ပြီးသွားရင်ဈေးတွေတို့ရဲ့လက်မှုပညာတွေအရင်တော့နန်းတွင်းနေထိုင်မှုပုံစံလေးတွေမိဘုံလေးတွေနဲ့အလှဆင်ထားတာကိုတွေ့ရတယ်ပေါ့နော်ထဲကလူတွေအကုန်လုံးပေါ့နော်ဈေးတွေတွေကအစားအကုန်လုံးကထိုင်းနန်းဝတ်နန်းစားတွေပဲဝတ်ဆင်ထားတာကိုတွေ့ရပေါ့ဗျာပြီးသွားရင်ထိုင်းရိုးရာတီဝိုင်းပုံစံမျိုးလေးပတလားပုံစံမျိုးတွေရဲ့ဘုံလေးရဲ့တော်တော်လေးအဲ့ဒီ vibe ကဗျာတိတ်ဆိတ်ပြီးတော့မှအဲ့အတန်လေးပဲကြားနေရတာတော်တော်လေးနားထဲကိုနားထောင်လို့ကောင်းတယ်လို့ပြောလို့ရတယ်ဒါကတော့ထိုင်းမင်းသမီးလေးကိုဓာတ်ပုံဝိုင်းရနေကြတာပေါ့ဒီဝိုင်းတော့ကျွန်တော်တို့မုံလေးတွေရောင်းတဲ့နေရာကိုသွားကြမယ်အဲ့မှာဆိုရင်တန်းတွင်းပုံစံလောက်ထားတာဆိုတော့အပြင်ကပတ်စံသုံးလို့မရဘူးဗျာပြင်မာထဲကကျွန်တော်မဝင်ခင်ထဲကထိုင်းဘတ်နဲ့အထဲမှာသုံးလို့ရတဲ့ပတ်စံတွေကိုကျွန်တော်တို့ဝယ်ရတယ်အဲ့ဒါကိုတို့ကချီကျိုးလေးနဲ့ချီပြီးတော့မှပြန်ပေးတယ်ဗောနော်ဟိုရင်ရှေ့ခေတ်တုန်းကပုံစံမျိုးပေါ့အဲ့ဒါတွေကိုကျွန်တော်ပတ်စံနဲ့လဲခဲ့ပြီးတော့မဟုတ်ဝယ်စားရတာတဲကြီးဆိုတော့ရှောက်ပတ်ကြီးအမတ်တရတပ်ပုံလေးတွေရပြီးတော့မှပြန်လာလိုက်တာဗောနော်ဒါကတော့ကျွန်တော်တို့မိသားစုကန်ချနာပူရီကိုသွားရင်းနဲ့ကျွန်တော်တို့ software ထဲမှာဗောနော်တင်းတူတူသွားတဲ့နေရာဟာတစ်ခုအနေနဲ့ပြတဲ့မာလီကာဆိုတဲ့နေရာကိုသွားခဲ့တာဖြစ်ပါတယ်အရင်တော့ထိုင်းနန်းတွင်းပုံစံမျိုးလောက်ထားတဲ့အဆောက်အဦပေါ့နော်အရှိကဟာတွေကတော့တေချာလေးမရိုက်ဖြစ်ခဲ့လိုက်ဘူးဗီဒီယိုတင်မယ်လို့လည်းစိတ်ကူးမရှိလိုက်တာလည်းပါတာပေါ့နော်အဲ့လိုကြောင့်မရိုက်ဖြစ်ခဲ့လိုက်ဘူးအရှိကကြည့်ရင်အရန်လာတယ်ပြီးသွားပြီဆိုအရှိမှဆိုရင်လူတွေကဆွဲလန်ချပုံစံမျိုးဟာတွေကိုပေါ့နော်အဲ့ဒီဟာမျိုးတွေကိုပတ်စံပေးပြီးတော့မှစီးတာတွေပဲလုပ်လို့ရတယ်အမတ်တရတပ်ပုံတွေပဲလည်းရိုက်လို့ရတယ်ပေါ့နော်အဲ့တော့ကချနာပူရီပတ်ရောက်ရင်ဒီနေရာလေးကိုဝင်ကြည့်ပါလို့ပြောချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့စောစောနိုင်မှာစောစောမိုဘိုင်းပါဝင်လုပ်ငန်းအချို့ရဲ့ founder ပါနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်